စိတ်မီရီပိုးထချီထဲမှာကျူဆိုပါတယ်ရှင်မင်းအခုပြပေးမှာကတော့ဒီလိုပေါ့နော်လီနေအသားပေါ်မှာမှတက်တိတ်ပိတ်ဖောက်လေးနေမိတ်ဆက်ပေးမှာပါရှင်ဒါမင်းအခုပြထားတဲ့အယောင်လေးဆိုရင်အဖြူဖွေးစောင်းနေတဲ့အဖြူရောင်လေးပါနော်ဖုတ်ထဲမှာကျတော့တိတ်ပြီးတော့မဖွေးနေဘူးပေါ့နော်ဒါကကျတော့လွတ်တလောက်ဖြတ်ယူလို့ရတဲ့ကိတ်ဖြတ်ပစ္စည်းပေါ့နော်ဒါလေးဆိုလို့ရှိရင်အဖြူရောင်ပေါ့နော်ဒီမှာမိစီမှာကာလာက15ရောင်လာပါတယ်ဒါကကြတော့အနီရောင်လေးပေါ့နော်အခုဒါဆိုလို့ရှိရင်သူကကြတော့ဟိုပါပေါ့နော်အဝါနူးရောင်လေးပါဒီမှာကြတော့ရွှေတွဲဝရောင်လေးပေါ့နော်သူကဒီရောင်လေးကကြတော့ဟိုလိမ္မော်ရောင်လေးပါရှင်ဒါဆိုရင်သူရဲ့ဟာကြတော့ရင်းကြီးစိမ်းရောင်လေးပါနော်ဒါဆိုရင်ပန်းချူချီရောင်လေးပါဒါဘီဘီပင်းရောင်လေးပါဒါဆိုရင်ကြောက်စဲရောင်လေးပါနော်ကြောက်စဲရောင်လေးကအရန်ကိုလာရှားပါတယ်ဒီပစ္စည်းတွေထဲမှာပေါ့နော်ဒါကြတော့သူကကြတော့လေဒါစိမ့်ပြန်ရောင်လေးပါဒါကြတော့ဘာရောင်လို့ပြန်မိုးပြန်ရောင်ပါဒါကြည်ပြန်ရောင်ပါနော်ဒီအောက်ကဟာကြတော့ဘာရောင်လို့ပြရမလဲသူကကြတော့မဲနဲ့ပြန်ရောင်လေးပါရှင်ဒါနစ်ပြန်ပါမဲနဲ့ပြန်နဲ့နစ်ပြန်နဲ့မတူဘူးเนาะဒီအောက်ဆုံးကဟာကြတော့လေနင်းရောင်လေးပါရှင်ခုမေပြပေးသွားတဲ့အရောင်လေးတွေအကြတော့မေစီမှာရနိုင်တဲ့ကာလာ15ရောင်ပေါ့နော်ဒီလိုတစ်အနားနဲ့လာမှာပါရန်ကိုမိုက်တော့ပစ္စည်းပါရှင်ကိုင်းလိုတလောက်ဖြန်းယူလို့ရပါတယ်မေစီမှာဝယ်ယူအားပေးနိုင်ပါပြီရှင်အဲ့လိုချီစုတင်ပါတယ်ရှင်